2026အာဆီယံ U19 ပြိုင်ပွဲအားမြန်မာ U19 အသင်းကိုသာစေလွှတ်တင်မြန်မာဘောလုံးရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျ Burmese Sport News Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျအင်ဒိုနီးရှားနိုင်ငံမှာ6လပိုင်း1ရက်နေ့မှာစတင်ကျင်းပမယ့်အာဆီယံ U19 ပြိုင်ပွဲအုပ်စုမဲခွဲပွဲအပြီးမှာတော့ကျွန်တော်တို့မြန်မာအသင်းဟာအင်ရှင်အင်ဒိုနီးရှားဗီယက်နမ်တီမောအသင်းတို့နဲ့တအုပ်စုတွေကြားရောက်နေတာဖြစ်ပါတယ်ဒါကြောင့်ယခုပြိုင်ပွဲကိုပွဲနီးမှလူသစ်ရွေးတာနီးပြခန့်တာတွေပြုလုပ်မဲ့အစားအချိန်ရနေပြီးသားလည်းဖြစ်အသက်အရွယ်ပိုင်းလည်းတိတ်မကွာတော့တဲ့မြန်မာ U19 အသင်းကိုသာစေလွတ်ရှင်ပြိုင်စေသင့်ပါတယ်လက်ရှိမြန်မာ U19 မျိုးဆက်ဟာ2015 U20 ကမ္ဘာဖလားဝင်ခွင့်ရအသင်းနောက်ပိုင်းအကောင်းဆုံးမျိုးဆက်ပါ2015ကမ္ဘာဖလားဝင်ခွင့်ရအစုအဖွဲ့ဖြစ်တဲ့အောင်သူမောင်မောင်လင်းတို့အစုအဖွဲ့ဟာလည်းအရေးသွေးရှိတဲ့ဂျာမနီနီးပြကြီးဂက်စီစီရဲ့လက်အောက်မှာအချိန်3လနဲ့ပေးပြီးတော့တေချာစနစ်တကျပြိုးထောင်ခဲ့လို့ကမ္ဘာအဆင့်ထိရောက်ရှိခဲ့တာပါဒါကြောင့်ယခုမြန်မာ U19 အသင်းကိုလည်းဒီအစုအဖွဲ့နဲ့ပဲအချိန်3လနဲ့ပေးကရေသွင်းမြင့်နီးပြတွေနဲ့တေချာလေ့ကျင့်ပြင်ဆင်စေပြီးပြိုင်ပွဲများများကစားလာရင်ပိုပြီးတိုးတက်ကောင်းမွန်တဲ့အသင်းဖြစ်လာနိုင်ပါတယ်ပြိုင်ပွဲများများကစားကဘေးလက်ပလေးကစားပုံကိုလည်းတေချာလေးလေ့ကျင့်ပြင်ဆင်စေချင်ပါတယ်ဒီကစားကွက်ရဲ့အဓိကဖြစ်တဲ့ခံစစ်ကစားသမားတွေနေရာယူတတ်ဖို့တိုက်စစ်ကစားသမားတွေအနေနဲ့နေရာလွတ်တွေရှာတတ်ဖို့ကစားကွက်စတင်တဲ့အချိန်မှာလည်းတစ်ဖက်အသင်းရဲ့ဖိအားပေးလာတဲ့အခါမပြသွားဖို့တေချာလေ့ကျင့်ပြင်ဆင်စေပြီးတော့လာမယ့်စီးကိန်းမှာလည်းအောင်မြင်မှုရဖို့အတွက်ရည်ရွယ်ဖွဲ့စည်းတင်တယ်လို့မြင်ပါတယ်သူအသင်းအဖွဲ့နဲ့အချိန်ရနေပြီးသားအစုအဖွဲ့ကိုခွဲထုတ်လိုက်ရင်ကစားသမားတွေရဲ့ရှေ့စွမ်းကျဆင်းသွားနိုင်ပါတယ်ဒါကြောင့်လာမယ့် U19 ပြိုင်ပွဲကိုယခု U19 အသင်းကိုသာစေလွတ်ရှင်ပြိုင်စေတင်ပြီးတော့ရေရှည်စီမံကိန်းနဲ့စနစ်တကျလေ့ကျင့်ပြင်ဆင်ပေးဖို့အကြံပြုတိုက်တွန်းလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ